အားလုံးပဲမင်္ဂလာခင်ဗျာတူရီချမိတ်ဆွေညီကိုမောင်တော်ဗျာတူရီမိုးလေး channel ရတယ်ပြီးတော့ကုံမတွေတယောက်ချင်းစီကိုမင်္ဂလာနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တူရီဝန္ဒနာရှင်ကုံမတွေအားလုံးတူရီမိုးလေး channel ရတယ်ပြီးတော့တူတယောက်ချင်းစီကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးလူဝင်ဆန္ဒတွေတလုံးတစ်ဝါချင်းပြည့်စုံရစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ28ရက်4လပိုင်း2025အတွက်မထွက်မရှိအခွေနဲ့ပတိကိုလာတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာတင်းလာနေရနေတော့တောက်ရနေအထိလာရမှာပါအခွေနဲ့ပတိကတော့တရားသာပေးတွေမှာပြည့်ပါတဲ့အတွက်ထိန်းတော့စောဒါပေမဲ့ယုံကြည်နဲ့စောလို့ရတယ်ကျွန်တော်ရဲ့ခဏန်းတွေကအခွေကတော့3 4 5 6ခွေဖြစ်ပါတယ်ထိုးထားကြပါမဖြစ်မနေထိုးထားကြပါ3 4 5 6ခွေပါခင်ဗျာအပူပါထဲခွေပတိလေးကတော့8ပတ်တိဖြစ်ပါတယ်3 4 5 6ခွေအပူပါထဲခွေပါရုံကြီးနဲ့ထိုးလို့ရပါတယ်ဝါသနာရကစားတဲ့သူပဲဖြစ်ဖြစ်စီးပွားရေးကစားတဲ့သူပဲဖြစ်ဖြစ်မဖြစ်မနေထိုးထားကြပါထွက်ပါမှာဒါပေမဲ့ထုတ်တော့မှာတာပြီးမှပြည့်ပါလာတော့ဟုတ်ပါတယ်ကျွန်တော်ရဲ့စကနန်းတွေကိုယုံကြည်နဲ့ကစားလို့ရပါတယ်ခင်ဗျာဝါသနာရဖြိုးတဲ့သူဖြစ်ဖြစ်စီးပွားရေးထိုးလာရတယ်ယုံကြည်နဲ့ထိုးလို့ရပါတယ်နော်ကျွန်တော်ရဲ့ခွေလေးကတော့3 4 5 6ခွေအပူပါထဲခွေပါခင်ဗျာပတိက8ပတ်တိဖြစ်ပါတယ်နော်ပတိက8ပတ်တိဖြစ်ပါတယ်တင်းလာနေရတယ်တောက်ကြနေရဒီလိုက်ထားမယ်ခဏန်းနေပြောခဏန်းနေပါအခွေက3 4 5 6ခွေအပူပါထဲခွေပါခင်ဗျာပတိလေးကတော့8ပတ်တိဖြစ်ပါတယ်ကျွန်တော်တို့ဒီကဗီဒီယိုလေးကလည်းတော့တူပါဖြစ်ပါတယ်ကျွန်တော်တို့ဒီကအင်တာနက်ခက်ခဲတဲ့အတွက်Wi-Fi နဲ့ဝါသုံးမှာဖြစ်ပါတယ်အဲ့ဒါနဲ့ခါကျကျွန်တော်တို့ဝါသုံးစီကတနာရီကို2000ပေးရပါတယ်ကျွန်တော်ရဲ့ဖီနဲ့တောင်တော့အကိုရီမတွေပေါက်နေမှာဖြစ်ပါပဲအခုကျွန်တော်ရဲ့ခဏန်းတွေကိုယုံကြည်နဲ့ကစားပေးကြပါလို့ကျွန်တော်ထူတောင်းပေးပါတယ်ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာယုံကြည်နဲ့ကစားပါဒါပေမဲ့ထွက်မှာပါယုံကြည်နဲ့ကစားပြီးယုံကြည်နဲ့ထိုးပါရောက်ကိုမတို့ကျွန်တော်ရားစီခြင်းတို့ဒုက္ခခံပြီးတော့စေနာနဲ့လာနေမှရှိပါတယ်ထွက်မှာပါထွက်မှာပါထိုးပြအောင်ထိုးရရပါနော်ထွက်မှာခွေလေးက3 4 5 6ခွေအပူပါထက်ခွေပါပတိက8ပတ်တိဖြစ်ပါတယ်နော်ပတိက8ပတ်တိရုံကြီးနဲ့ကစားလို့ရတယ်ထွက်မှာမထွက်မရှိခဏန်းနေဖြစ်ပါတယ်အခွေကလည်းမထွက်မရှိပါပတိကလည်းမထွက်မရှိ3 4 5 6ခွေအပူပါထက်ခွေမထွက်မရှိခွေထွက်မှာပါတင်းလာနေရတယ်တောက်ကြနေအထိထွက်မှာဖြစ်ပါတယ်ပတိကတော့8ပတ်တိဖြစ်ပါတယ်မထွက်မရှိထွက်မှာပါပဲကျွန်တော်ရဲ့ခဏမှန်သမျှအကုန်လုံးဒါမို့ကိုမတွေ share လုပ်လို့ရပါတယ် share လုပ်လို့ရတယ်ထိုးထားပါ3 4 5 6ခွေအပူပါထက်ခွေ share ထိုးလို့ရတယ်နော်ပတိက8ပတ်တိတင်းလာနေရတောက်ကြနေအထိပတိက8ပတ်တိခွေက3 4 5 6ခွေအပူပါထက်ခွေဖြစ်ပါတယ်ကျွန်တော်ကိုချစ်ခင်အားပေးကြတဲ့ကိုမတွေတယောက်ချင်းစီအားလုံးမိုးရနေပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးလူဝင်စားတဲ့တုံးပြည့်စုံကြပါစေအားလုံးဒီနေ့မနက်ခင်းကစားပြီးတောက်ကြတင်းလာနေမနက်ခင်းကစားပြီးအကုန်လုံးအပေါက်ခဏန်းတွေကိုအကုန်လုံးပေါက်ရအောင်လို့ကျွန်တော်ကလာနေပါဖြစ်ပါတယ်တင်းလာနေမနက်ခင်းကစားပြီးမနက်ခင်းကစားပြီးအကုန်ပေါက်ရပါလို့ကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်ထွက်မဲ့ခဏန်းတွေပါတော့3 4 5 6ခွေအပူပါထက်ခွေပတိက8ပတ်တိပါထွက်မှာပါထွက်မှာဖြစ်ပါတယ်ခင်ဗျာထွက်မှာပါ share ထိုးလို့ရတယ်နော် share လိုက်ထားကြထွက်မှာ3 4 5 6ခွေအပူပါထဲခွေပတိက8ပတ်တိတင်းလာနေမနက်ကစပြီးစပေါက်မဲ့ခဏန်းတွေဖြစ်ပါတယ်ထွက်ထားကြပါထိုးလာကြပါထွက်မှာပါနော်မထွက်မရှိခွေတွေပါမခွေနဲ့မမရှိပတ်တိပါထွက်မှာဒီနေ့မထွက်မနေ့ထွက်မှာသိကြပါပဲထိုးလာကြပါ share လိုက်လို့ရပါတယ်နော် share ဖြင်းလို့ရတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးလုံရင်ဆန္ဒတွေအလုံးစုံပြည့်စုံရပါစေလို့တူဒီမိုးလေး YouTube channel ရဲ့ပြီးတော့အကိုမတယောက်ချင်းတွေကိုနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ